ဆွစ်ဇာလန်ကိုလူတိုင်းမရွေးသင့်ပါဘူးဒီလိုလူမျိုးတွေဆိုလို့ရှိရင်မရွေးတာပူပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ဆွစ်ဇာလန်ကအရန် safe ဖြစ်တယ်အရန်လှတယ်မှတ်ပါတယ်နေလို့လည်းအရန်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒါကလူတိုင်းအတွက်တော့မဟုတ်ပါဘူးနံပါတ်1 night flight ကြိုက်တဲ့သူညဘက်ပြင်ထွက်ရတာကြိုက်တဲ့သူဒါသို့မဟုတ်ပါတီတွေ club တွေကိုကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဆွစ်ဇာလန်ကတော်တော်ငြိမ်တဲ့နေရာမှာပါပါတယ်ည9:00နာရီလောက်ဆိုလို့ရှိရင်လည်းစိုက်နေတော်တော်များများပိတ်ပြီးတော့တနင်္ဂနွေနေ့ဆိုလို့ရှိရင်တော့အကုန်ပိတ်ပါတယ်နံပါတ်2ဘတ်ဂျက်ကိုအရင်စဉ်းစားရတဲ့သူဆွစ်ဇာလန်မှာကနေစိတ်စားစိတ်အပြင်ကိုဒီသွာလာစရိတ်တွေကုန်စည်နှုန်းတွေကအစဈေးရန်ကြီးရဲမှာပါပါတယ်ပြောရရင်ဆွစ်ဇာလန်ကလေရှူရင်တောင်မှပတ်စံကုန်တဲ့ထဲမှာပါတယ်နံပါတ်3ပတိုင်းလှုပ်ရင်းနဲ့စားလေးလာခြင်းသူစာတင်ရင်းနဲ့ဒီပတိုင်းလှုပ်ချင်တဲ့သူဆိုလို့ရှိရင်တော့ဆွစ်ဇာလန်ကမတင်တော်ဘူးလို့ထင်ပါတယ်အဲ့ဒီမှာက steady plus internship system ပုံစံမျိုးနဲ့သွားလေးရှိပြီးတော့စာအုပ်ပို့ပြီးတော့ဦးစားပေးရတဲ့နိုင်ငံပေါ့နော်နံပါတ်4 city vibe ကြိုက်တဲ့သူမျိုးကိုက city life ကိုကြိုက်တယ်လုံးဝ busy streets နဲ့ hustle place တွေကိုကြိုက်တဲ့သူမျိုးဆိုလို့ရှိရင်တော့ဆွစ်ဇာလန်ကအရန် peaceful ဖြစ်လွန်ပါတယ်အဲ့တော့တချို့လူတွေအတွက်အရန် boring ဖြစ်နိုင်ပါတယ်နံပါတ်5 language barrier မခံနိုင်တဲ့သူမျိုး English လိုပဲပြောချင်တဲ့သူမျိုးဆိုလို့ရှိရင်ဆွစ်ဇာလန်နိုင်ငံကတော်တော် frustrate ဖြစ်စရာကောင်းပါတယ်ပြင်သစ်or ဂျာမန်ပေါ့နော်တကူကို basic လောက်ထိတက်ထားရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ကဲအဲ့တော့ဆွစ်ဇာလန်နိုင်ငံကိုမကောင်းဘူးလို့ပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုနဲ့မကိုက်ဘူးဆိုလို့ရှိရင်ဒီ dream country ကတော့မှ stress country အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်အခုပြောခဲ့တဲ့အချက်တွေကတကူကိုကဟုတ်တယ်ဒါကငါ့ကိုပြောနေရလို့ခံစားမိတယ်ဆိုလို့ရှိရင်တော့ comment မှာ not for me လို့ရေးခဲ့ပါနော်ဒီလိုမျိုး content တွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်လည်းဟာနောက်ကို follow လေးလုပ်ခဲ့ပေးပါအောင်နော်တတာ